ကြောင့်ပြည်သူကလည်းအစိုးရရဲ့ပြည်သူဖြစ်ဖို့လိုတယ်လို့အစိုးရကလည်းပြည်သူရဲ့အစိုးရဖြစ်ဖို့လိုဒီနှစ်ခုကအကြီးကြီးတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ပေါ့နော်ဝန်ကြီးရဲ့ကိုကြီးအချင်းပေါ့အစားကြီးမိသားစုအကြောင်းစသဖြင့်မိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်နာမည်ကတော့ပိုပေါလို့မြင်ထံဖြစ်ပါတယ်အဖေကပိုပုံခမအမေကပြည်ချင်းငိုက်ချင်းခန့်ဘုံဖြစ်ပါတယ်ကျွန်တော်မွေးချင်းရက်ကို9ယောက်ထဲမှာကျွန်တော်က17တမြောက်ပေါ့ဖြစ်ပါတယ်အမျိုးသမီးကဒေါက်တာလွန်စချင်းတီယူမှာပါမောက္ခဖြစ်ပါတယ်တီယူကလေးမှာပါမောက္ခဖြစ်ပါတယ်ဖရာကြီးဆိုတော့ကျွန်တော်ဒါမော်ဆက်စ်မန်ဒန်လာလေးတယောက်ရှိပါတယ်ပြီးတော့ဝန်ကြီးနိုင်ငံရေးလမ်းကျောင်းပေါ်နော်ဆက်ရောက်ခြေလှမ်းဆက်ခဲ့တဲ့အကြောင်းလေးမျှဝေပေးပါဦးရှင်ဟုတ်ကဲ့ပါကျွန်တော်ကတော့မှအစားပိုက်တော့လူမျိုးရေးတမပါကျွန်တော်ကျောင်းနေကြတဲ့ကပေါ့လေကလေးတက္ကသိုလ်ကလေးကောလိပ်စာဖွင့်ချင်းပေါ့ကျွန်တော်ခါစားရမှာကျွန်တော်လူမျိုးရေးတာဝန်ယူပါတယ်ပြီးတော့ဒီတစ်ချိန်လုံးပဲဒီချင်းကျောင်းသားများဖျားတာနာတာရှိရင်ကျွန်တော်တော်ပြီးတော့တွားကြည့်တယ်တွားကူညီပေးတယ်အလူဝင်ကောက်ပြီးတော့ပန်ပူတာတွေလုပ်ပါတယ်ပြီးတော့မန္တလေးရောက်တော့လည်းလူမျိုးရေးအတွင်းမှုတာဝန်ပဲရပါတယ်ဆိုတော့အဲ့ဒါနဲ့ကျောင်းတစ်ဖက်နဲ့စီးပွားရေးတစ်ဖက်နဲ့လုပ်ရင်းနဲ့ပေါ့လေ2000ဝန်းကျင်ကစပြီးတော့ကျွန်တော်တို့ရန်ကုန်ရွှေ့ပြီးတော့ရန်ကုန်မှာလူမျိုးရေးတစ်ဖက်နဲ့စီးပွားရေးတစ်ဖက်နဲ့အဲ့မှာဘာဖြစ်လာတယ်လဲဆိုရင်ကျွန်တော်တို့ပါတီလူကြီးတွေပြီးတော့ချင်းလူမျိုးရေးမှာ2008 2009 2010ဆိုရင်ကျွန်တော်ချင်းလူမျိုးရေးအသင်းမှာပါဝင်ပြီးတော့ကျွန်တော်ပါဝင်ခဲ့ပါတယ်2010ရောက်တဲ့အခါကျတော့ကျွန်တော်ကဒီပါတီနဲ့ချိတ်ဆက်မှုတွေများလာတယ်လူအချင်းလူမျိုးရေးပါဝင်တဲ့တချို့ပုံကိုယ်တွေကသူကရွေးကောက်ပွဲဝင်ကြတာပေါ့နော်ရွေးကောက်ပွဲဝင်တော့သူတို့ကျွန်တော်အဲ့ချိန်တော့ရွေးကောက်ပွဲတော့ဘာလို့မစင်စားသေးဘူးအဲ့ရစပြီးတော့ကျွန်တော်ပါတီဖက်ကိုနည်းနည်းကောင်းလဲလာပြီးတော့2010ကစပြီးတော့ပါတီဝင်လာတာအကြောင်းရင်းကတော့လူမျိုးရေးနဲ့နိုင်ငံရေးနည်းနည်းတွန်တွဲရရှိပါတယ်ကျွန်တော်လူမျိုးရေးရကျွန်တော်တို့ဘယ်လောက်ပဲစူးစမ်းလို့ပေါ့နော်ကျွန်တော်ဒီတပ်ဖွံ့ဖြိုးရေးဟိုလောလောဆယ်နိုင်ငံရဲ့လိုအပ်ချက်ရကျွန်တော်တို့ဒီလူမျိုးရေးတည်တံ့တစ်ခုနဲ့မနိုင်လို့မရသေးဘူးပေါ့နော်ကျွန်တော်နိုင်ငံရေးထဲမှာခြေစုံပြုတ်ဝင်ပြီးတော့အတွင်းအနေလုံးမှာပဲနိုင်ငံရေးကောင်းမှာပဲကျွန်တော်လူမျိုးရေးလဲဖွံ့ဖြိုးလာမယ်အဲကြောင့်2010ကစပြီးတော့ပါတီထဲဝင်ပြီးတော့ကျွန်တော်နိုင်ငံရေးလောကကိုရောက်ရှိလာတာဖြစ်ပါတယ်ဟုတ်ကဲ့ရှင်ပြီးတော့2015 2020အစိုးရတက်ကြမှာပေါ့နော်လူမှုရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်တဲ့နေရာမှာဝန်ကြီးရဲ့အနေနဲ့အကြီးနဲ့ဆုံးလှုပ်ဆောင်ခဲ့တဲ့အရာပေါ့နော်ပြီးတော့ဆက်လက်လှုပ်ဆောင်ဖို့ရှိမေဆိုရင်ပေါ့နော်ဆက်လက်လှုပ်ဆောင်ဖို့လိုအပ်မေခြင်းနဲ့အရာတွေရှိရင်အဲ့ဒါလေးမျှဝေပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီအစိုးရတက်တန်းဒုတိယအစိုးရတက်တန်းပေါ့နော်2015 16 20အတွင်းမှာကျွန်တော်ကလူမှုရေးတာဝန်ယူတော့2015အစိုးရမဖွဲ့ခင်လေးမှာဘာရှိတယ်လဲဆိုရင်လွတ်တော်ကိုယ်စားလှယ်ဒီအင်္ဂလန်တန်အမတ်လာတဲ့အခါမှာအခုလွတ်တော်ဥက္ကဋ္ဌပေါ့ဦးစောဘွဲကစာတဆောင်ရေးခိုင်းပါတယ်ဒီဂျီခါပလဲဝလာတဲ့ proposal project ပုံစံမျိုးပေါ့နော်ကျွန်တော်တင်ခိုင်းပြီးတော့ကျွန်တော်စာရေးပြီးတော့လွတ်တော်ကိုယ်စားလှယ်မထုတ်ပြီးတော့အေးတာမကြည့်တော့ပြေးလိုက်ပါတယ်အဲ့ဒါစပြီးတော့ကျွန်တော်စိတ်ကကျန်တဲ့လူတွေမသိကျွန်တော်ကိုယ်နိုင်ကတော့ချင်းပြည်နယ်အစုံဆုံးတစ်ခုကြားမှာရှိတဲ့အားလုံးကိုပေါင်းစပ်ပြီးတော့ကျွန်တော်ပြည်နယ်ဖွံ့ဖြိုးရေးပေါ့ကျွန်တော်လူမျိုးရေးအရာလူမျိုးရေးဆိုတာထက်ချင်းပြည်နယ်အရေးကိုပိုစိတ်ဝင်စားလာတယ်ချင်းပြည်နယ်အားလုံးလွှမ်းခြုံနိုင်တဲ့လှုပ်ရှားမှုပေါ့နော်အဲ့ဒါရှိလာတယ်ပြီးတော့အစိုးရဖွဲ့ရောကျွန်တော်ကဒီလူမျိုးရေးတာဝန်ယူလိုက်တော့အဲ့မှာအများအားကျွန်တော်ပြောထားရှိတာကတော့ဒီ MCCT ပေါ့နော်
2019ဇွန်လမှာစပြီးတော့ကျွန်တော်တို့ကိုဝန်ဆောင်နဲ့၎င်းမမွေးဖွားတဲ့ကလေးနှစ်နှစ်အထိထောက်ပံ့တဲ့အစီအစဉ်လုပ်လိုက်ပါတယ်ဒါကဘာကြောင့်ကျွန်တော်တို့အနည်းတဆုံးအနေနဲ့ပြောတယ်လဲဆိုရင်ဒီ social protection အနေနဲ့ကျွန်တော်မြန်မာနိုင်ငံမှာဘာအစီအစဉ်မှမရှိခဲ့တဲ့အချိန်မှာကျွန်တော်ချင်းပြည်နယ်အနေနဲ့ပထမအဦးဆုံး MCCT ကိုလုပ်နိုင်ခဲ့တယ်ဒါကထူးခြားမှုပေါ့ဒါပေမဲ့အချိန်တုန်းကနိုင်ငံတော်ဘတ်ဂျက်မဟုတ်ဘူးကျွန်တော်တို့lip fund နဲ့ဆောင်ရွက်နေတာဖြစ်တယ်ကျွန်တော်သဘောကျအဆုံးကတော့ summit ပေါ့နော်ငွေကတရက်900နှုန်းဖြစ်ပြီမဲ့ဒီထောက်ပံ့တဲ့အစီအစဉ်ကိုကျွန်တော် implement လုပ်နိုင်တဲ့အခါမှာ2019အောက်တိုဘာစပြီးတော့ကျွန်တော်တို့နိုင်ငံတော်ဘတ်ဂျက်နဲ့ဆက်လက်ပြီးတော့ပံ့ပိုးနိုင်တယ်အဲဒါကြောင့်ဒီအစီအစဉ်ကတော့အစိုးရရဲ့အလုပ်ဖြစ်သွားတာပေါ့နော်အဲဒါကြောင့်ဒါကကျွန်တော်မရှိဘူးတဲ့စနစ်တစ်ခုကျွန်တော် implement လုပ်နိုင်တယ်အဲဒါကြောင့်အောင်မြင်မှုတစ်ခုအနေနဲ့ကျွန်တော်ဂုဏ်ယူဝမ်းမြောက်ပါတယ်ပံ့ပိုးတဲ့ NGO ဒီပြည်ထောင်စုအစိုးရပေါ်ကလည်းအထူးပဲကျေးဇူးတင်ပါတယ်ပြီးတော့ဆက်လက်လှုပ်ဆောင်ဖို့လိုအပ်မြင်ခြင်းတဲ့အရာတွေရောလိုပါတယ်ဆိုတာကအခုလူမှုဝန်ထမ်းနေတော့သူက A flagship ဆိုပြီးတော့ရှိပါတယ်ဒီ10ခုထဲမှာအခုကျွန်တော်တို့ social pension အသက်90ပေါ့အခု85စပြီးနေပါပြီအဲ့ဒါလည်းကျွန်တော်ဆော့ချဖို့80အထိဆော့ချဖို့ကျွန်တော်တောင်းဆိုနေတော့ပဲပြီးရင်မတန်ဆွမ်း disable ထောက်ပံ့တဲ့အစီအစဉ်ကလည်းအခုနောက်ပိုင်းမှာလုပ်ဖို့ကရှိပါတယ်ခုကလေးတွေအတွက်ဆိုရင်midday meal ပေါ့နော်school meal ဒါလေးတွေလည်းကျွန်တော်တောင်းဆိုတာကတော့ဖြစ်နိုင်ရင်ကျောင်းဒီမှာပဲထမင်းကိုချင်းဒီစားတဲ့ထမင်းပေါ့ထမင်းနဲ့ဟင်းနဲ့ပေါ့အခုလောလောဆယ်တော့အာဟာရမုတ်တော့ဘစ်ကွတ်တွေရှိပါတယ်သူအာဟာရရတော့ကောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်လူဒီချင်းတွေရဲ့အကြိုက်မဟုတ်ဘူးဘယ်လောက်ပဲမုတ်စားကျွန်တော်ဗိတ်မဝနိုင်ဘူးပေါ့နော်အဲကြောင့်စာပြိုးပဲချက်ပေါ့ဒါလေးတွေကျွေးတဲ့အစီအစဉ်လေးတွေလည်းလုပ်ချင်တယ်ပြီးတော့နောက်လာမယ့်အချိန်မှာကျွန်တော်တို့နိုင်ငံတကာမှာသုံးတဲ့အတိုင်းပဲဒီလူတိုင်းခံစားနိုင်လူတိုင်းရတင်ကြထိုက်တဲ့အခွင့်အရေးတွေလူမှုကွာကွယ်ဆုံးရှုံးမှုလေးတွေကိုဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်ပြီးတော့ကျွန်တော်အောက်တိုဘာစက်တင်ဘာလ2019မှာနေပါလ်ကိုအလေးလာတဲ့အခါမှာနိုင်ငံခြားတွေရဲ့အသုံးတဲ့လုပ်တဲ့အလုပ်ဒီစနစ်လေးတွေပေါ့ဟိုတချို့မြင်တာတွေရှိပါတယ်အဲကြောင့်ကျွန်တော် ID စနစ်လေးတွေလိုတယ်ပြီးတော့ဒီလူတိုင်းခံစားတဲ့လူမှုကာကွယ်ရေးပေါ့နော် social protection item လေးတွေကိုကျွန်တော်တို့ implement လုပ်နိုင်အောင်တော့ဆောင်ရွက်ဖို့ရှိပါတယ်ဒါပြည်ထောင်စုအနေနဲ့လည်းပဲကိုလူမှုဝန်ထမ်းဝန်ချုပ်တို့တော်ဝန်ကြီးတို့လည်းပဲကျွန်တော်တိုက်ပင်ထားတာရှိပါတယ်အဲကြောင့်ကျွန်တော်ထင်ပါတယ်နောက်လာမဲ့9နှစ်တက်တန်းမှာတော့ကျွန်တော်တို့လှုပ်ဆောင်ခွင့်ရခဲ့သည်ရှိတော့ဗောနော်နိုင်ငံတကာနဲ့ရင်ပုံတန်းအောင်ပြီးနိုင်ခြင်းဆိုတာတဲ့အားလုံးတူညီတဲ့ equity ပေါ့နော်ကျွန်တော်ရနိုင်အောင်တော့ဆက်တဲ့ဆောင်ရွက်ဖို့ရှိပါတယ်ဟုတ်ကဲ့အခု2020အစိုးရတက်ကြမှာပေါ့နော်ကိုရဲ့မေးဆန်ကြနေတွန်းဆောင်မျိုးနေမှာပေါ့ဝန်ကြီးဘာတွေလှုပ်ဆောင်ခဲ့လေဆိုတာလေးသိချင်ပါတယ်ရှင်ကျွန်တော်တို့ကတော့ဒီအကြီးကြီးဆုံးကလမ်းပန်းဆက်သွားပြီပေါ့လေလမ်းပန်းဆက်ကျွန်တော်ချင်းပြည်နယ်ကရှီတဲ့အခါကျတော့လမ်းတော့အများကြီးလိုပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ပြည်ထောင်စုဘတ်ဂျက်နဲ့ဒီတက်ဒီမနဲ့ချီခါမိုင်စစ်ဆယ်ကိုကတ်တရခဲနိုင်ခဲ့ပါတယ်ဒါလည်းပြည်နယ်ဘတ်ဂျက်မဟုတ်ဘဲနဲ့ပြည်ထောင်စုဘတ်ဂျက်နဲ့ပေါ့နော်ဒါကြောင့်ဒါတော်တော်များများအနာဝသွားတဲ့ကိစ္စတကူပေါ့9နှစ်အတွင်းမှာကတ်တရပြီးခင်းတယ်ဆိုတာကတချို့ကအနာဝသွားပါတယ်အဲ့ဒါတခုပြီးတော့နာဇန်တရာအရင်တုန်းက2015တုန်းကပျက်စီးသွားတဲ့နာဇန်တရာကိုကျွန်တော်တို့တနည်းအတွင်းမှာကျွန်တော်တို့ပြန်တိဆောက်ပြီးနိုင်ခဲ့ကြတယ်ပြီးတော့ကုဒီတာဖြစ်တဲ့ချီခါမှာတော့အာကစားယုံတစ်လုံးပေါ့နော်ဒါရှိတယ်တိဆောက်ပြီးခဲ့တယ်ကျောင်းဆောက်ဦးတို့ဘာတို့ကတော့ဟိုတိတ်တော့မပြောလို့တော့ပါဘူးဒါလိုအပ်ချက်ရမပြည့်စုံတည်ပြီမဲ့တော်တော်များများတော့ဆောက်ပြီးပါတယ်ဒါပေမဲ့ပုံမှန်မဟုတ်တဲ့လုပ်ငန်းတွေမှာတော့ဒီကျွန်တော်တို့ရွာကျွန်တော်တို့
ဖိုးဖွားတွေတည်ခဲ့တဲ့ကျွန်တော်တို့ဇာတိပေါ့နော်ကျွန်တော်ဇာတိဟိုင်ချင်းနဲ့ဇမ်ပီလန်ခွဲဒါလည်းပဲကြီးလက်လန်ဦးစီးအနေနဲ့ကျွန်တော်လှုပ်တော့ကြီးရွာဒီရွာကြီး3ရွာကိုကျွန်တော်ကတ်တရလန်ခန့်ပြပါတယ်ရွာတွင်လန်ပေါ့ဟိုင်ချင်းတွီမွီတွီမန်ဇမ်ပီဒီရွာတွင်ကတ်တရကိုခန့်ပြနိုင်ခဲ့ပါတယ်ဒါလည်းဒီအစိုးရတက်တန်းရဲ့ထူးခြားမှုတစ်ခုပေါ့နော်ဟုတ်ကဲ့ပြီးတော့2015 2020ချင်းပြည်နယ်အစိုးရဖွဲ့မှာပေါ့နော်NLD ပါတီဝင်တွင်ကြားမှာဝန်ကြီးတယောက်သေးပဲZCD ပါတီအနေနဲ့ပေါ့နော်တာဝန်တွေထမ်းဆောင်တဲ့အပေါ်မှာဘာတွေများအခက်အခဲရှိတယ်လေပေါ့လုပ်ငန်းတစ်လျှောက်မှာတော့အခက်အခဲတော့အဲ့လောက်ကြီးတော့မရှိပါဘူးဒါအမှန်တော့ပါတီမတူတာကတော့ရွေးကောက်ပွဲချိန်မှာပဲသိတာတာပေါ့လေကျွန်တော်တို့ NLD ကတိတ်ပြီးတော့ပြဿနာမရှိတာက1990ကတည်းကဒီမြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲမှာကျွန်တော်ပါတီဘက်ကပါကြတယ်ပြီးတော့မူဝါဒမှာလည်းကျွန်တော် Federal Democracy ဆိုတဲ့ဥတီချက်နဲ့ပေါ့နော်တွားကြတယ်ပြီးတော့1998ဒီ CRPP မှာလည်းပဲကျွန်တော်တို့ပါတီဥက္ကဋ္ဌက member ဖြစ်တဲ့အခါကျတော့ NLD နဲ့တော့အဲ့လောက်ကြီးတော့ဟောမဖြစ်ပါဘူးဒါလူမှုရရလည်းပဲကျွန်တော်ကတော့လူတိုင်းနဲ့ခင်အောင်လုပ်နိုင်တော့အရန်ခက်ခဲမှုကတော့မရှိပါဘူးပုံမှန်လေးတော့ဖြစ်ပါတယ်ဒါပေမဲ့အခုရွေးကောက်ပွဲမှာဒါ competition တခုဖြစ်လာတာတခုပဲရှိတယ်ကျန်တာတော့ခက်ခဲတော့မရှိပါဘူးဟုတ်ကဲ့ရှင်အခုဝန်ကြီးဝင်ရောက်ရှင်ပြိုင်ခဲတယ်ပေါ့နော်ZCD ပါတီရဲ့အကြောင်းလေးကိုနည်းနည်းအချင်းချုပ်လေးနဲ့ညှဝေပေးပါဦးဟုတ်ကဲ့ကျွန်တော် ZCD ကအစကတည်းကတော့1988ပေါ့နော်အကြီးခင်ပြီးတာနဲ့ပါတီထောင်တဲ့အခါမှာ NLD ပြီးရင်ကျွန်တော်တို့အစောပိုင်းတော့ဖြစ်မှာပေါ့အောက်တိုဘာလမှာကျွန်တော်ဒီ ZNC Zomi National Congress ဆိုပြီးတော့ပါတီထောင်ခဲ့ပါတယ်ပါတီထောင်ပြီးတော့1990မှာတွန်းဇာနဲ့တတိမှာဝင်ပြတယ်ဝင်ရောက်ရှင်ပြတဲ့အခါမှာတွန်းဇာမှာပူထန်လျန်ပေါကနိုင်ပြီးတော့တတိမှာပူချင်းရှင်ထန်နနီယာနိုင်ခဲ့တယ်အဲ့ဒီတုန်းကတော့တမျိုးနဲ့တယောက်ပေါ့နော် MP တယောက်ပဲဆိုတော့အဲ့ဒါနဲ့1990ရွေးကောက်ပွဲကအာနာမလွဲတဲ့အခါကျတော့ဒီတိုင်းပဲသွားပြီးတော့ဒီလူကြီးပိုင်းကပဲပါတီပဲလှုပ်ရှားပြီးတော့1998မှာ CRPP ဖြစ်တဲ့အခါမှာလည်းပဲပူချင်းရှက်ထန်ကတော့ CRPP member ဖြစ်သွားတယ်ပြီးတော့ CRPP အနေနဲ့လှုပ်ရှားတော့သူတို့ကတော့ထောင်ချလိုက်7ကြိမ်လောက်သူထောင်ချခဲ့ပူတယ်ပြီးတော့2010မှာဒီ NL ကျွန်တော်တို့က UNA ပေါ့နော် United Nationalities Alliance မှာ ZNC ကတော့အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပါတယ်ဆိုတော့2010ရွေးကောက်ပွဲနှီးတဲ့အခါမှာသူအဖွဲ့တွေကတော့လာညအစည်းအဝေးပြီးတော့ NLD ရော UNA ရောရွေးကောက်ပွဲဝင်မလားဆိုတဲ့ဆွေးနွေးကြတယ်အဲ့ချိန်တော့မဝင်ဘူးပေါ့ boycott ဆိုပြီးတော့ကျွန်တော်တို့တယောက်မှတစ်ဖွဲ့မှမဝင်ဘဲနဲ့2010ရွေးကောက်ပွဲကို boycott လုပ်လိုက်တယ်2010ကြာတဲ့အခါမှာအားလုံးပြန်ဆွေးနွေးတယ်ပြန်ဆွေးနွေးတော့နိုင်ငံတော်တိုင်ပင်ခံပေါ့အခုအဲ့ဒီတော့ကတော့အောင်ဆန်းစုကြည်ပေါ့နော်သူကညှိနှိုင်းပါတယ်ဒီသူဝင်ချင်းတယ်2017မှာတော့ကြားဖြတ်ရွေးကောက်ပွဲဝင်ပြချင်းတယ်ဆိုတဲ့အခါ CRPP အဖွဲ့တွေကတော့ UN အုပ်စုတွေကတော့ခွင့်မပြုဘူးဒါပေမဲ့ကျွန်တော်ပါတီဥက္ကဋ္ဌပူချင်းစင်တန်ကတော့ဒါဆိုရင်တော်စုသွားလို့ပါသွားဝင်ပါပေါ့နော်လှုပ်လို့မရရင်လည်းပြန်လာခဲ့ပေါ့ဆိုပြီးတော့သူခွင့်ပြုတဲ့အခါမှာသူကဝင်ပြီးတော့ NLD က44နေရသွားတာပေါ့နော်အဲ့ဒါနဲ့2012ပြီးတာနဲ့ကျွန်တော်တို့ပါတီပြန်ထောင်ဖို့အဲ့ချိန်တုန်းကတော့သူပါတီလူကြီးလောက်ပဲတွားပြီးတော့ကျွန်တော်တို့လှုပ်ရှားမှုတိတ်မရှိနိုင်ဘူးပြီးတော့တော်တော်များများလည်းမလှုပ်ရတဲ့အချိန်ပေါ့လေနိုင်ငံကြီးကြက်သေးတဲ့အချိန်အဲ့2012ကျတော့ကျွန်တော်တို့လူငယ်တွေပါပြီးတော့ပါတီပြန်ထောင်ပြီးတော့ဒီပါတီနာမည်ကိုကျွန်တော် Zomi Congress for Democracy ဆိုပြီးတော့ပြောင်းလိုက်ပါတယ်ဒါ ZCD ပေါ့နော် ZCD ဖြစ်သွားတာဒါပေမဲ့ကျွန်တော်တို့မူဝါဒဒီ
ဘာမှမပြောင်းပဲနဲ့အလန်ရောတစိရောဘာမှမပြောင်းပဲနဲ့ဒီတိုင်းပဲနာမည်တစ်ခုပဲပြောင်းပြီးတော့ဆက်သွားတယ်အဲကြောင့်ကျွန်တော် ZNC တုန်းကလုပ်ခဲ့တဲ့ policy ဒီရပ်တည်ခဲ့တဲ့အတိုင်းပဲ ZC ဒီမှာဒီတိုင်းပဲဆက်သွားနေတယ်အခုထိဒီတိုင်းပဲကျွန်တော်တို့ဆက်သွားနေပါတယ်ဟုတ်ကဲ့ရှင်2015ရွေးကောက်ပွဲနဲ့ပေါ့နော်အခု2020ရွေးကောက်ပွဲမှာပါတီရဲ့အတွင်းမှာပေါ့နော်ဗာများကွာခြားချက်တွေပြောင်းလဲမှုတွေဘာတွေရှိလေပေါ့15နဲ့20ကွာချက်ပေါ့နော်ဟုတ်ကဲ့ရှိပါတယ်ဆိုတော့15တုန်းကတော့ဟိုအလုံးတည်တဲ့အတိုင်းပဲတရင်သားပါတီထဲမှာကျွန်တော်တို့ကဒီတည်တင်တန်းစာမှာပြရတော့အဲ့ချိန်တုန်းကတက်ကြွပဲကျွန်တော်တို့က selected နဲ့တွားတယ်ကျွန်တော်အမျိုးသားပြည်သူကျွန်တော်3ယောက်ကရွေးချယ်ပြီးတော့ကျွန်တော်ပဲလို့တွားလိုက်တယ်တွားလိုက်တော့ဘာမှပြဿနာမရှိဘူးဒီနှစ်ကတော့နည်းနည်းပြန်ချင်တဲ့လူများလာတယ်2020မှာပြန်ချင်များတော့ကျွန်တော်တို့ကprimary election ပုံစံမျိုးပေါ့နော်လှုပ်လိုက်တယ်လှုပ်တဲ့အခါမှာမရတဲ့လူရှိတယ်မရတဲ့လူတချို့ကတော့နည်းနည်းစိတ်ကောက်တာပေါ့နိဒီတစ်ခုတော့ဖြစ်သွားတာပေါ့ဒါပေမဲ့အချင်းချင်းအဲမှာအဲ့လူမရတာဖြစ်တဲ့အခါမှာမရတဲ့လူတော့ခဏတော့စိတ်ဆူကြတာပေါ့နိဒါကဟိုတခုပြီးတော့2015တုန်းကတော့ကျွန်တော်တို့အထူးသဖြင့်အဓိကတိုက်ခိုက်တာကအချိန်တော့ကျန်ခိုက်ကြီးပေါ့လေအခုကျတော့ဒီနေ့မှာတော့ပြောင်းလဲမှုတစ်ခုကအဓိကပြည့်ဖြစ်က NLD ဖြစ်လာတယ်ဒါရှင်းပြောရင်တော့ NLD ဖြစ်လာတယ်အဲဒါကြောင့် competition ဆိုတော့လည်းပြည့်ရတာပေါ့လေဒါဒီ2015နဲ့ဒီနေ့ရမတူတဲ့အချက်ပေါ့နော်ဒါပေမဲ့ခုပါတီတွဲမှာတော့ခုနပြောတာပြိုင်ချင်တဲ့လူတချို့ကမရလိုက်တဲ့အခါမှာနည်းနည်းစိတ်မကောင်းတာတွေရှိတယ်ဒီတစ်ခုပဲဟုတ်ကဲ့ရှင်2020ရွေးကောက်ပွဲမှာထပ်မံပြီးတော့ဝင်ရောက်ရှင်ပြိုင်ရတဲ့အကြောင်းလေးညှောင်းပေးပါဦးကျွန်တော်2015ကတည်းကကျွန်တော် commitment က10နှစ်လုပ်မယ်အနည်းဆုံး10နှစ်ကျွန်တော်မဲဆွယ်ကတည်းကကျွန်တော်တသားမထဲနဲ့တော့မရဘူးနှစ်သားပြနိုင်မလားကျွန်တော်ဟာတာလို့ပေါ့ဒီနှစ်တော့တခုတည်းပြလို့မရဘူးဘာဖြစ်လို့ဆိုဒီနိုင်ငံရေးကကျွန်တော်အစိုးရကကျွန်တော်နိုင်ငံရဲ့အခြေအနေကတခြားအိန္ဒိယလိုဟာမျိုးနဲ့မတူဘူးပေါ့ကျွန်တော်တို့ကအခုဟိုကားနဲ့ပြောစဉ်အခုလမ်းလဲတူးမယ်လမ်းပေါ်မှာကားလဲမောင်းမယ်မကောင်းတဲ့လမ်းပေါ်မှာကားစမ်းမောင်းတယ်လို့ဖြစ်နေတော့9နှစ်ထဲနဲ့တော့ကျွန်တော်ဘာမှလုပ်တတ်မှာမဟုတ်ဘူးအဲဒါကြောင့်ပြီးတော့နိုင်ငံတော်ကြီးကလည်းစနစ်တကျ format ဘာမှမချနိုင်သေးဘူးဥပဒေရတော့လည်းကောင်းအစိုးရကအခုစံတက်ကာလပဲရှိသေးတယ်NLD ကလည်းဒီ9နှစ်တော့မလုပ်နိုင်မလဲပေါ့နော်အခုတကယ်လဲဒီ9နှစ်ကျော်ကုန်ခါနေဖြစ်လာတဲ့အခါမှာပြန်ကြည့်ရင်ကျွန်တော် infrastructure တချို့ဟာဒီလုံနိုင်ပြီမဲ့ကျွန်တော်တို့ရဲ့နိုင်ငံကြီးတကယ်နိုင်ငံကြီးဘိုက်ကို2008ပွဲစီပုံပြင်ဆင်ရေးကိစ္စတော့ကျန်တဲ့ကိစ္စတချို့ဒီမှာဘာမှမလုပ်နိုင်သေးဘူးဆိုတော့အခု9နှစ်အတွင်းမှာကျွန်တော်တီးခဲ့တဲ့တက်ခဲ့တဲ့ဂျုံခဲ့တဲ့ဘဟုတုတလေးတွေနဲ့ပေါင်းစပ်ပြီးတော့နောက်ထပ်9နှစ်ဆက်လုပ်မှပဲကျွန်တော်တို့ကအားနဲ့လုပ်နိုင်မှာပေါ့နော်အခုဒီအတစ်တယောက်အစင်းတစ်တယောက်ဝင်လာမယ်ဆိုရင်သူလဲအနည်းဆုံး3နှစ်လောက်တော့ပြန်တဲ့ကောင်းလဲနဲ့ကုန်ပါပဲအဲကြောင့်ကျွန်တော်ကဖြစ်နိုင်ရင်ကိုတိုင်တော်လည်းကောင်းတခြားတဲ့လူအဟောင်းတွေများပါဖို့ဒါကျွန်တော်စန္ဒပြုတယ်အဲဒါကြောင့်လဲကျွန်တော်ကိုတိုင်ကဒီ2020ရွေးကောက်ပွဲမှာဝင်ပြိုင်အောင်မယ်ဆိုတဲ့ဟာက2015ကတည်းကစိတ်ကူးရင်ပြတာပါဟုတ်ကဲ့ရှင်ပြီးတော့ဝန်ကြီးဝင်ရောက်ရှင်ပြိုင်မယ်ပေါ့အခုတန်းဆောင်မျိုးနေပြည်နယ်လွှတ်တော်မေဆန္ဒရှင်အမတ်နှစ်ပါနှစ်မှာပေါ့နော်ဝန်ကြီးပြန်ပြီးတော့အနိုင်ရရှိမယ်လို့ထင်လားပေါ့ရခိုင်နှုန်းအဖြစ်ရောဘယ်လောက်ခမှန်တွက်ချက်ထားလေဘာကြောင့်လဲပေါ့ကျွန်တော်တို့ပြန်နိုင်မယ်လို့တော့ယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မဲတမ်းပြောပါတယ်ဒီအထီးကကျွန်တော်အနေနဲ့ဆိုမေတ္တာစေတနာအဓိကအရင်ခံပြီးတော့ねကိုကဘယ်သူမှအရန်မပြုတ်ပဲနဲ့ကိုပြည့်ဖြတ်တော်မှကျွန်တော်ရန်သူလို့မမြင်ပဲနဲ့လုပ်ခဲ့တယ်
ပြီးတော့data ရဲ့လိုအပ်ချက်ပြီးတော့ data ဒီရဲ့လူမှုဆက်ဆံရေးပေါ့နော်ကျွန်တော်အပြည့်ပြည့်ဝဝပြီးပါတယ်အဲကြောင့်ခုထိကတော့နိုင်မယ်လို့တော့ကိုယုံကြည်ပါတယ်ဒါပေမဲ့နိုင်ငံရေးသဘောတဘာဝကလည်းတစ်ဖက်မှာလူထုနဲ့နိုင်ငံရေးသမားတွေနဲ့ကြားမှာဘာဖြစ်နိုင်တဲ့ဆိုရင်အခုကျွန်တော်လုပ်နေတဲ့လူတွေကတော့ဥပဒေအရာတော်၎င်းကျွန်တော်တို့လှုပ်ထုံးလုပ်နေရလုပ်နေကြအခုအတိဝန်တဲ့လူအနေနဲ့သူကလူထုလက်ခံအောင်များပြောင်းရင်လည်းတစ်ဖက်မှာလူထုကတော့ယုံသွားနိုင်တာပေါ့နော်အဲဒါကြောင့်ဒီတိုင်းထားလို့တော့ဒီလို့တော့မရဘူးကျိုးစားရပါတယ်အများတန်းတော့ရွာဒီရအောင်သွားပြီးတယ်လူဒီနဲ့တွေ့နိုင်အောင်လုပ်ပြီးတယ်အဲ့ဒါဆက်လို့မဲပြေးတဲ့အထိပေါ့ကျွန်တော်ထိုင်လို့မရဘူးเนาะဆက်လို့ဘူးစီယုံဘူးလဲလိုပါတယ်ကျွန်တော်ထင်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ပန်းစာမြို့နယ်မှာတော့အရင်2015တုန်းကကျွန်တော်3နေရာပဲရခဲ့တယ်ပြည်နယ်အမှတ်1ကကျွန်တော်ရထားတဲ့ပုဂ္ဂိုလ်အစင်မပြီးတော့ဒုတိယလူထားလိုက်တဲ့ခါမှာအဲ့မှာသူရှုံးသွားတာပေါ့နော်ဒီနေ့ကတော့ကျွန်တော်4နေရာစလုံးရဖို့မှန်းထားပါတယ်အမှတ်1မှာရောအမှတ်2မှာရောအမျိုးသားပြည်သူရောပေါ့နော်အခုတပီနယ်လုံးလွမ်းချုံပြန်ကြည့်တဲ့ခါကျတော့2015တုန်းကကျွန်တော်တို့တရွာမှာမဲတမဲနမဲပဲရတဲ့ရွာတွေရှိပါတယ်ဒီအစီဖက်ချန်မှာအဲ့ရွာတွေအခု60% ပေါ့60%လောက်ပါလာဘူးသူတို့မှာဂတိပေးတယ်လို့ကျွန်တော်တို့ကလည်းဒီတွားရောက်ပြီးတော့မဲဆွေရုံစင်းတဲ့အခါမှာပေါ်လာတာတိပါအနည်းဆုံး50အထက်ပေါ့နော်ရနိုင်ဖို့ရှိပါတယ်ဆိုတော့အဲ့ဒါဒီနဲ့ဒီအမှတ်1နဲ့အမှတ်2နဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်ထင်ပါတယ်အရင်နှစ်နဲ့တော့တော်တော်ကိုကွာသွားနိုင်တယ်ကျွန်တော်ပူရနိုင်တာပေါ့နော်ဟုတ်ကဲ့ရှင်ဒီအမှတ်2ကနည်းနည်းရော့ရင်တော့အမှတ်1ကတက်လာတော့ပြည်သူဒီပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်တော်တော်ကိုစိတ်ချစရာဖြစ်တာပေါ့ဟုတ်ကဲ့ဆိုတော့တကယ်လို့ပေါ့နော်2020မှာထပ်ပြီးတော့အရွေးချယ်ခံအနိုင်ရရှိမယ်ဆိုရင်ဝန်ကျင်းနေတဲ့ချင်းပင်တွေအတွက်ဘာတွေလှုံ့ဆော်ဖို့အစီအစဉ်ရှိလဲကျွန်တော်ဒီလက်ကန်းစာဆောင်လေးမှာလည်းရေးပါတယ်9ခုပေါ့နော်9ခုရွေးထားတယ်နံပါတ်1ကတော့ငင်းချမ်းပေါ့လေအဲ့ဒါငင်းချမ်းကဘာကြောင့်ငင်းချမ်းထဲတယ်ဆိုငင်းချမ်းဆိုတာကဒီမှာကကျွန်တော်တိုက်ပွဲမရှိပါဘူးပေါ့ဘာငင်းချမ်းလေးလှုပ်ရှားလူလဲပေါ့တချို့ကပြောကောင်းပြောနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လှုပ်တဲ့ငင်းချမ်းကြီးကတော့မိသားစုငင်းချမ်းကြီးလည်းလုပ်ပါတယ်ဒီမိသားစုရဲ့ငင်းချမ်းကြီးနံပါတ်1နံပါတ်2အနေနဲ့ဟိုရွာကြီးသူကရွာကနေရွာတစ်ရွာဟောင်းဖြစ်လာပြီဆိုရင်မတဲတော့ဘူးလေဒါလေးတွေကျွန်တော်တို့ပုံမူကောင်းမွန်တဲ့ဟိုစစရင်ဖြစ်ဖို့ရဖို့ပေါ့နော်ဒါလုပ်ဖို့လိုပဲမငင်းချမ်းတဲ့အကြောင်းရင်းဒီကျွန်တော်ပြန်ကြည့်တဲ့အခါကျတော့အဓိကတော့ transparency မရှိတာပေါ့နော်ကိုလည်းမရတော့မှယောက်ျားကဘာလုပ်တယ်ဆိုတာအမျိုးသမီးမသိတဲ့အခါကျတော့စိတ်ထဲမှာတမျိုးဖြစ်သွားတယ်ရှင်းပြလိုက်ရင်ပြီးတဲ့ကိစ္စဒီတိုင်းထားလိုက်တဲ့အခါကျတော့နောက်ဆုံးမိသားစုထိသွားတယ်အဲ့လိုမပြောင်း transparency ရှိအောင်လုပ်ဖို့ဒါကကျွန်တော်ထင်တာကချင်းပြည်နယ်အရေးကြီးဆုံးဖြစ်နိုင်တယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်ဒီကိုမိသားစုပြန်ကိုရွာကိုရင်ကိုမြို့နယ်ပြန်ကိုပြည်နယ်တစ်ခုလုံးကျွန်တော်ငင်းချမ်းဘယ်လိုလုပ်မလဲဟိုမမြတ်သားမို့လေးဒီရှင်မြတ်သားအောင်ဘယ်လိုလုပ်ပြရဖို့လုပ်ပြဖို့လိုတယ်ဆိုတော့တချို့ကျ equal အနေနဲ့အမြဲတမ်းကြည့်ပါ equal တော့မဟုတ်ပါဘူးကျွန်တော် equity ဖြစ်အောင်တော့เนาะဟိုတရွာမှမကျန်အောင်အားလုံးပါဝင်နိုင်အောင်ပြီးတော့ဒုတိယအနေနဲ့တော့ကျွန်တော်ပညာရေးကတကယ်ပြန်ကြည့်မယ်ဆိုရင်နိုင်ငံတော် policy အရအရန်ကောင်းပြီမဲ့ကျွန်တော်လိုအပ်ချက်အများကြီးရှိသေးတယ်ဟိုကျောင်းဆောင်အများကြီးဆောက်ပါတယ်ကျွန်တော်ချင်းပြည်နယ်မှာကျောင်းပေါင်း1515ကျောင်းလောက်ရှိတယ်ဒီကျောင်းတွေရဲ့လိုအပ်ချက်တွေတင်ထောက်ကိုပစ္စည်းတွေအစားပေါ့နော်ကျွန်တော်ဖြစ်စီပြီးဖို့ရှိတာဒါဥစားပြီးတော့ဆောင်ရွက်ဖို့နော်ပြီးတော့ကျန်းမာရေးဘက်မှာလည်းကျွန်တော်အနေနဲ့ဒီရွာတိုင်း public health ကောင်းဖို့နော်ကျန်းမာရေးဌာနခွဲအဆင့်လောက်တော့စီချင်းတယ်ပြီးရင်အဲ့ကျန်းမာရေးခွဲနဲ့ကျန်းမာရေးဌာနတိုင်းကိုကျွန်တော်တို့စံကိုက်အစောက်ရအောင်ဆက်လုပ်ဆောင်ရွက်ဖို့ပြီးတော့လိုအပ်တဲ့ကျန်းမာရေးဝန်ထမ်းတွေပံ့ပိုးနိုင်ဖို့ပေါ့နော်ဒါ midwife ခု
ပြီးသူချက်မှာဘယ်လောက်အရေးကြီးတယ်လဲဆိုရင်ခုနောက်ပိုင်းမှာကာကွယ်စီထူတာတို့ပြီးတော့အခုကွယ်တော့ဆောင်းတွေဖြစ်လာတယ်ဒါဆီယာမတွေ midwife နဲ့တူနာပြုကပဲအဓိကတာဝန်ယူပြီးတော့ပြုစုရတယ်ဒီဟာကအားကောင်းတယ်ဆိုရင်ဘိုက်အမေဘိုက်ကလေးကကျွန်တော်ကိုယ်ဝင်ကလေးကမွေးတဲ့အထိပေါ့နော်ဟို1000 days life begin 1000 days ကအကြီးကြီးတယ်အဲ့ဒါကြောင့်ဒီဟာကိုအားကောင်းလုပ်နိုင်တယ်ဆိုရင်ကျွန်တော်ချင်းဒီရဲ့လိုအပ်ချက်လေးတွေသူက physical အရာတော့လည်းကောင်းသူကကျန်းမာရေးဉာဏ်ကြီးအရာစပေါ့နော်ဒါကိုကောင်းလာမှာဖြစ်တဲ့အတွက်ကြောင့်ဒီ public health အားကောင်းဖို့ကျွန်တော်တိုက်အားယူပြီးတော့ဆောင်ရွက်ခြင်းတယ်ပြီးတော့နောက်တစ်ခုကတော့ဒီအခုစိုက်ပျိုးရေး livelihood ပေါ့နော်ဒါကိုလည်းကျွန်တော်ပြင်လုပ်ဖို့လိုပါတယ်ဒီတိုင်းဆိုရင်ကျွန်တော်တောင်ရခုတ်ပြီးတော့စားဖို့တောက်ဖို့တော့ပဲအားစိုက်နေကြတဲ့တချို့နေရာမှာကိုစီးပွားဖြစ်တဲ့စိုက်ပျိုးရေးတွေလုပ်ဖို့တဘောကခုဝါဝဆိုရင်လည်းဝါဝပေါ့နော် coffee ဆိုရင်လည်း coffee ဒီလောက်နာမည်ကြီးတဲ့ coffee စီးပွားဖြစ်အောင်လုပ်ဖို့လိုမယ်ကိုဝါဝတကယ်ဝါဝဆက်ကြုံထောင်တဲ့ခါကျတော့ဝါဝကျွန်တော်လုံလောက်မရဘူးဒါလေးဒီလူဒီစိတ်ဝင်စားအောင်ပြီးတော့ music ကောင်းဒီရဖို့လည်းလိုတယ် music ကောင်းမှလူတွေကစိုက်ပျိုးရေးအောင်မြင်မှာပေါ့နော်ဒါကြီးပြီးတော့တစ်ဖက်မှာလူငယ်တွေပေါ့နော်လူငယ်တွေရဲ့အတွက်အဓိကအရေးကြီးတဲ့ဆယ်တန်းအောင်ဒါပွဲရတာကတော့အရေးမကြီးဘူးလို့တော့မပြောချင်ပါဘူးဒါပေမဲ့ဒီဟာထက် professional ဖြစ်တဲ့လက်မှုအတတ်ပညာပေါ့နော်အတတ်ပညာလေးတွေရအောင်ကျွန်တော်ဒီစစ်မော်ထက်တန်းကျောင်း GTID ရှိတယ်အဲ့မှာကျွန်တော် vocational training အနေနဲ့လုပ်ဖို့များလုပ်ဖို့လိုပါတယ်အဲကြောင့်10တန်းမအောင်နိုင်လို့10တန်းမအောင်လို့ဒါပေမဲ့ဘွေးမရလို့စိတ်တတ်မကြပဲနဲ့တတ်တဲ့ကိုတတ်တဲ့စိတ်ဝင်စားတဲ့အတတ်ပညာတစ်ခုရအောင်ပေါ့နော်လုပ်ဖို့လိုပါတယ်နောက်တစ်ခုကဒီချင်းပြည်နယ်ကခုထိ communication gap ရှိသေးတယ်ဖုန်းလိုင်းမရှိသေးတာတို့ internet မရတာတို့ပေါ့နော်ဒါလည်းပဲဆက်လုပ်ပြီးတော့ဆက်ကြိုးစားဖို့ပြီးတော့လမ်းပန်းဆက်သွယ်ရေးပေါ့နော်ဒီနှစ်ခုက communication နဲ့ road transport ပေါ့နော်ဒါကအရေးကြီးပါတယ်ကျွန်တော်တို့ခုချီခါဆိုရင်အရင်တုန်းကတွန်းစားနဲ့ရက်တွားရပါတယ်54မိုင်ကိုရက်တောက်ရှောက်ကျွန်တော်ဆိုအများတန်းပြောတယ်ဒီကျွန်တော် college တက်တုန်းကတုံးတဲ့ကျွန်တော်တန်တက်တာကိုရွာရအောင်ပြမတည်နိုင်ဘူးဘာဖြစ်လို့ကားရှားတယ်လေဒါကိုပိုက်ဆံအများကြီးကုန်ပြီးတော့လည်းမတည်ရဲဘူးမတည်နိုင်ဘူးเนาะဆိုတော့အခုကားလမ်းကောင်းတော့ဘယ်လောက်ကောက်အဆင်ပြေတယ်လဲကျွန်တော်ဒီကနေညနေ9နာရီလောက်ချခါသွားဖို့တယ်7နာရီလောက်7နာရီရောက်သွားတယ်တပေါ်လမ်းကောင်းရင်ဘယ်လောက်ထိအဆင်ပြေတယ်လဲခုချင်းပြည်နယ်ရဲ့ပြဿနာကcommunication နေတဲ့အခါကျတော့ကျွန်တော်တို့မြောက်ပိုင်းကလူတွေကဟိုတောင်ပိုင်းကပလဲဝါဆိုရင်ချင်းမန်တောင်တတိမထားဘူးပေါ့နော်တိတ်လဲဟိုမှာဘာပဲဖြစ်နေတိတ်ဂိူးမဆိုင်ဘူးတိတ်လည်းမတိဘူးစကားလည်းမတိဘူးမတတ်ဘူးအခုကိုယ်တိုင်ရောက်ဖို့မှကိုယ်တိုင်တွေ့မှဒါကိုလူတွေပဲကိုချင်းတွေပဲဆိုတော့မြင်လာတာပေါ့နော်အဲဒါကြောင့်ဒီနှစ်ခုကလည်းတော်တော်အရေးကြီးတယ်စူးစမ်းပြီးတော့ဆောင်ရွက်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့တရင်သားရဲ့အခွင့်အရေးအရာကျွန်တော်တို့ချင်းလူမျိုးတွေကျွန်တော်တို့ဇုံမီပေါ့နော်ဒါတွေကကျွန်တော်ယဉ်ကျေးမှုစာပြီးထိမ့်သိမ့်ဖို့ရှိပါတယ်စာပြီးနဲ့ယဉ်ကျေးမှုထိမ့်သိမ့်ဖို့အခုထိတော့ရှိကိုယ့်အနေကိုထိမ့်သိမ့်ကြတယ်ဒါပေမဲ့နိုင်ငံတော်ရဲ့ပံ့ပိုးမှုကတိတ်မရှိတဲ့ခိုင်မှာကျွန်တော်စာပြီးနဲ့ယဉ်ကျေးမှုပိုင်းမှာအားနည်းနေတယ်အဲကြောင့်ဒါလေးကိုပုံမအောင်ကောက်အောင်စာပြီးနဲ့ယဉ်ကျေးမှုထိမ့်သိမ့်ဖို့ခုမိခင်ဘာသာစကားတွေကိုနာတတ်ဖို့ပေါ့နော်တာတူပါတယ်ဒါနောက်ဆုံးအနေနဲ့တော့ကျွန်တော်တို့ပါတီရှင်တန်ရေးနဲ့ကျွန်တော်တို့ချင်းလူမျိုးတွေကျွန်တော်ဇုံမီတွေကကျွန်တော်ဒီတာခန်တွေဖြစ်တယ်ကျွန်တော်ကမွေးစားတာတွေမဟုတ်ပါဘူးကျွန်တော်ဌာနေတရင်တာတွေဖြစ်ပါအဲဒါကြောင့်ချင်းပြည်နယ်မှာမြန်မာနိုင်ငံမှာကျွန်တော်တို့ဌာနေတရင်တာတွေအနေနဲ့အခွင့်ပြဝရရှိပြီးတော့နေနိုင်ဖို့ပေါ့နော်ဒါလည်းတစ်ဖက်မှာနိုင်ငံတော် policy ရရခုတရင်တာခွင့်ကကွယ်ဆောင်ရှောက်ဥပဒေရှိလာတယ်စာပြည်နဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့လည်းဦးစီးဌာနတွေရှိလာပါတယ်အဲ့ပေါ်မှာကျွန်တော်တို့ပုံမအားကောင်းအောင်ဆောင်ရွက်ဖို့ဆိုတဲ့အချက်9ချက်ကိုတည်ထားပါတယ် ဟ
ဟုတ်ကဲ့ရှင်နောက်ဆုံးအနေနဲ့ပေါ့နော်ဒါဟာပို့စ်ကိုကြည့်ရှုနေတဲ့ပရိသတ်တွေစီကိုထပ်မံပြီးတော့ဝင်ကြီးအနေနဲ့ဖြည့်စွတ်မှာကြားချင်တာတွေရှိရင်ပြောကြပေးပါဦးရှင်ဟုတ်ကဲ့ဟာပို့စ်ကိုကျွန်တော်အနေနဲ့အထူးကျေးဇူးတင်ပါတယ်ဒါမဲ့ဒီဟာပို့စ်ကအာကူတဲ့ဒီဟာကိုကြည့်ရှုအပ်ပြီးတဲ့ပုံကူကြီးပို့တော့အရေးကြီးတာပေါ့နော်ဒီ post ကတော့သူက media ဆိုတော့တကယ်ဒီရှင်းပြနေရဲ့အကြောင်းလေးဒီပြီးတော့အခုလူကိုယ့်ရဲ့မိဘတွေကိုတင်ပြခွင့်ရှိတယ်အထူးကျေးဇူးတင်တယ်ကျွန်တော်အနေနဲ့တော့ဒီကျွန်တော်ချင်းပြည်နယ်ကဒါထက်ပုံမူကောင်းမွန်ပြီးတော့လူမှုအတိုင်းဝင်ဖြစ်ပါအောင်ကျွန်တော်တို့ဒီခုနကျွန်တော်လည်းပြောပါတယ်ဒီ communication ပုံမူကောင်းလာလို့ပါတယ်ခုနိုင်ငံကတော့ရှုတောင်းပေါင်းချုံကနေလုပ်ပြီးမယ်နောက်ဆုံးအဓိကပါလဲဆိုရင်ကျွန်တော်ပြည်နယ်တူးတက်ဖို့ပါပဲချင်းပြည်နယ်တူးတက်ဖို့ပဲချင်းပြည်နယ်မငင်းချမ်းရှိဖို့ပဲလိုပါတယ်မငင်းချမ်းပဲနဲ့လည်းဘာမှအစစ်မပေးသလိုမဖွင့်ဖြုတ်အောင်ဖွင့်ဖြုတ်မလုပ်နိုင်ပဲနဲ့လည်းဒီချင်းပြည်နယ်ရတာကအကျိုးရှိမှာမဟုတ်ပါဘူးအဲဒါကြောင့်ဒီလိုဖြစ်အောင်အဓိကကျွန်တော်တို့နိုင်ငံရေးသမားတွေဆိုရင်လည်းပဲနောက်ွယ်မှာမိဘတွေရှိတယ်ဒီမိဘတွေအနေနဲ့နောက်ကနေတွန်းအားပြီးတော့ပံ့ပိုးပေးကြဖို့ပေါ့နော်ပြီးတော့အရင်တုန်းကကောမွန်တဲ့ကျွန်တော်အချင်းစာရိတ္တဒီယဉ်ကျေးမှုရှိခဲ့ပါတယ်ဒါလေးတွေပြန်ပြီးတော့ပြန်ထိမ့်သိမ့်ချင်တယ်တဘောကခုတော်ငိုင်နာပေါ့လူငယ်တွေဆိုရင်တော်တော်များများနေရာမှာအရင်တော့ဆိုကျွန်တော်တို့ရွာတွေမှာတရားဥဒုခါရံအားလုံးဝိုက်ကူတဲ့အချင်းရှိပါတယ်ကျွန်တော်ရွာတွေမှာဆိုရင်အတုပအလောင်းတယ်လာရင်ဒီရွာကဟိုရွာထိတယ်တဲ့စနစ်လေးတွေရှိခဲ့တော်တော်ကောင်းခဲ့တဲ့စနစ်လေးတွေရှိခဲ့ပါတယ်အခုနောက်ပိုင်းကျတော့နည်းနည်းဖွံ့ဖြိုးလာတာနဲ့နည်းနည်းတင်ကောတလို့ဖြစ်လာတာတွေတွေ့ရတယ်အဲ့လိုမဖြစ်အောင်လည်းပဲကျွန်တော်တို့တယောက်နဲ့တယောက်ချစ်ချစ်မေတ္တာထားပြီးတော့လေပူပေါင်းဆောင်ရွက်တတ်တဲ့အကျင့်လေးတွေဆောင်ရွက်ဖို့ကောင်းတဲ့နေရာမှာအတော့ပေါင်းတတ်ဖို့ပေါ့မကောင်းတဲ့မှာပေါင်းတာတဲ့ကောင်းတဲ့အဖက်မှာပူပေါင်းတတ်တယ်ဆိုရင်ကျွန်တော်တို့အများကြီးတူတက်မှာဖြစ်ပါတယ်ဒီကိုယ့်ရဲ့ဒီအစုရဆိုတာလည်းပဲပြည်သူရဲ့ပံ့ပိုးမှုမရှိဘယ်တော့မှလုပ်နိုင်မှာမဟုတ်အဲ့ဒါကြောင့်ဒီမိုစီကအစုရဆိုတာကပြည်သူအစုရဖြစ်ဖို့လိုတာပေါ့နော်အဲ့ဒါကြောင့်ပြည်သူကလည်းအစုရရဲ့ပြည်သူဖြစ်ဖို့လိုတယ်လို့အစုရကလည်းပြည်သူရဲ့အစုရဖြစ်ဖို့လိုဒီနှစ်ခုကအရေးကြီးတယ်အဲဒါကြောင့်ကျွန်တော်အနေနဲ့တော့နောက်ဆုံးပြောမယ်ဆိုရင်ဒီပဲပါတီပဲတက်ပေါ့ဘယ်သူပဲခေါင်းဆောင်လုပ်လာဘယ်သူကပဲဝင်ကြီးချုပ်လုပ်ပေါ့လေတဘောအချင်းပြင်းနေဆိုရင်ကျွန်တော်တို့ကလုပ်တဲ့ဝင်ကြီးအစိုးရကူကျွန်တော်တို့ပံ့ပိုးပြီးတော့ကောင်းမွန်တဲ့စနစ်တစ်ခုဖြစ်လာဖို့ ਨੇ ဒီအစိုးရကသူ vision ရှိတယ်သူမှာဆောင်ရွက်နေတဲ့အလုပ်ငန်းတွေရှိတယ်ဒါအောင်မြင်အောင်သူ့နောက်ွယ်မှာကျွန်တော်ပြည်သူကပံ့ပိုးမယ်ပေါင်းဆက်မယ်ဆိုရင်ပုံမကောင်းမွန်တဲ့လူမှုစနစ်တစ်ခုဖြစ်လာမယ်ပြီးတော့အစိုးရအနေနဲ့လည်းပဲသူ့စီမံအချက်အတိုင်းတွားနိုင်တယ်ဆိုရင်ဒီအစိုးရကောင်းဖြစ်လာမှာပေါ့နော်အဲဒါကြောင့်ဒီဟာဒီဖြစ်မြောက်ဖို့ကတော့ကျွန်တော်ထင်ပါတယ်လူထုပြည်သူပံ့ပိုးမှုလိုပါတယ်အဲဒါကြောင့်ကျွန်တော်အမြင်မှာတော့ဒီအခုတယင်သားပါတီဒီဖွဲ့ပြီးတော့လောက်တာလဲကျွန်တော်ကျူးဆိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒါလှုပ်ခွင့်ရှိတယ်လှုပ်ဖို့လဲအခွင့်ပေးထားတယ်အဲဒါကြောင့်ကျွန်တော်ဆိုလိုတာကတော့ခုဒီတာမှာတာဝန်ယူနိုင်ပေါ့နော်ပြည်ထောင်စုမှာတော့တမျိုးပေါ့လေကျွန်တော်ခုဒီတာဒီတရင်သားဒီတာမှာတော့တရင်သားများဖွဲ့စည်းထားတဲ့ဖွဲ့စည်းတစ်ခုဖြစ်ဖို့ပြီးတော့လိုအပ်ရင်လည်းအစိုးရဖွဲ့နိုင်ဖို့ပေါ့နော်ဒါတော့လိုပါတယ်ဒါပေမဲ့ကျွန်တော်တို့အထူးသဖြင့်ကျွန်တော် UN နဲ့ပေါ့နော်ကျွန်တော် Z citizen UN နဲ့အမြဲတမ်းတက်ပြောတာကအရင်တော့ရှမ်းမွန်ရခိုင်ပေါ့ဒီကချင်ဒီဟာဒီနဲ့ကျွန်တော်တို့ဆောင်ရွက်တဲ့အိမ်မှာဒီ Federal ကအဓိကဖြစ်နေတော့ဒီ Federal ကအားကောင်းဖို့ကတော့တရင်သားဒီပါမတရင်သားဒီအားကောင်းမှာပဲကျွန်တော် Federal ပြည်ထောင်စုတည်ဆောက်နိုင်ပါပြည်မပါတီတစ်ခုတည်းဥဆောင်နေလို့တော့ Federal အားကောင်းဖို့ဆိုတာမလွယ်ဘူးပေါ့နော်
NLD ရဲ့အမှားတော့နိုင်ငံတော်တိုင်ပင်ခံပေါ့နော်ကျွန်တော်အခုဒေါအောင်ဆန်းစုကြည်ရဲ့ဥဆောင်မှုပေါ့အရင်ကတည်းကသူနဲ့ပေါင်းလုပ်လာတဲ့ခါကျတော့ကျွန်တော်ကသူ့ရဲ့တရင်သားမှုဝါဒကိုကျွန်တော်သဘောကျလို့သူနဲ့လက်တွဲကြတာပဲခုထိကျွန်တော်တို့ဆိုရင် 100% သူ့ကိုအားပေးတယ်။ဘာကြောင့်လဲဆိုသူ့ရဲ့တရင်သားရမှုဝါဒကကျွန်တော်အရင်သဘောကျတယ်။ဒါကြောင့်ဒီ27ပင်လုံးတို့ပါတော့ဆိုရင်သူကလည်းလက်ခံတယ်ကျွန်တော်တရင်သားရဲ့ proposal ပေါ့နော်သူကလက်ခံတဲ့ခါကျတော့ခု27အရင်တော့ဒုတိယပင်လုံးနေလာခံဆိုတော့ကျွန်တော် propose တင်ခဲ့တာပေါ့နော်ဒါပေမဲ့သူကဒုတိယမဟုတ်တော့ဘဲနဲ့27ပင်လုံးအရင်တော့ပင်လုံးအတိုင်းတော့မဖြစ်တော့ဘူးလေဒါပေမဲ့27ရာစုရဲ့ပင်လုံးစိတ်ဓာတ်မျိုးဖြစ်အောင်ဆိုပြီးတော့သူလုပ်တဲ့ခါကျတော့အခုကပင်လုံးနေလာခံတော့ဘာလို့လုပ်ဖြစ်တယ်ဆိုတော့သူရဲ့တော့ရှုပ် NLD ဆိုလာတဲ့ပဲကျွန်တော်တို့အဓိကကြည့်တာကတော့ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်အခုနိုင်ငံတော်တိုင်ပင်ခံပေါ့နော်သူရဲ့တရင်သားမူဝါဒတွေသူရဲ့ပြည်ထောင်စုမူဝါဒတွေကတော့ကျွန်တော်လက်ခံတယ်အဆင်ပြေတယ်ဒါမဲ့တာမျိုးနဲ့ဟိုတထက်ထဲမဟုတ်ပဲနဲ့တခြားဟိုဖြစ်လာရင်တော့ဒါလက်ခံမှုတော့ခက်ခဲမှာပေါ့ဒါပေမဲ့သူနဲ့တွားနေတဲ့ရွေးတော့အဆင်ပြေပါတယ်ကျွန်တော်သူတရင်သားမူဝါဒအကြောင်းလည်းဒီတရင်သားလူမျိုးများရဲ့ဝင်ကြီးဌာနတို့ဘာတို့ကထွက်လာတာပါပဲဒီတရင်သားလူမျိုးများရဲ့ဝန်ကြီးဌာနကိုရှိလာမှာတော့တရင်သားတွေအတွက်ပုံမှုပြီးတော့ဒီကျွန်တော်နိုင်ငံမှာပုံမှုတော့နေရာရလာတယ်လို့ကျွန်တော်ယူဆတာပေါ့နော်ကျွန်တော်ပြန်ကိုစိတ်ဓာတ်အနေနဲ့ဆိုလက်ခံတယ်